ဆိုင်မှာလေမှာတလားဝယ်ပြီးတလားချာလဲထဲလောက်တာဝယ်ပြီးတလားချာပြန်ရောက်တာနဲ့ပတ်သက်ပြီးတော့ကိုကျန် policy နည်းနည်း change ထားရဆိုဟုတ်တယ် တည်ထားရပါတော့အဲ့ဘယ်လို change ထားလဲမသိ အဓိကတော့ဈေးဝယ်အတွက်ကြည့်ရပါဗျာ ဟုတ် ကျွန်တော်စီမှာဝယ်တဲ့ဖုန်းတွေကိုကျွန်တော်ကဝယ်ပြီး9ရက်အတွင်းဆို5%လောက်တာတို့ဝယ်ပြီး10ရက်ဆို10%လောက်တာတို့ဝယ်ပြီးတစ်လအတွင်းဆို15%လောက်ခဲ့တာတို့ရှေ့တုန်းကလောက်ခဲ့တဲ့မူတွေပေါ့ဗျာအဲ့ဒါတွေကိုကျွန်တော်ချင်းချက်ပြန်လုပ်ရတယ်ဈေးဝယ်အတွက်ကြည့်ပြရတော့မယ်ကြည့်ပြရတော့မယ်ဆိုတာရုပ်ဟာကြာကျွန်တော်နားလေရုပ် customer တွေကဖုန်းကန်တာဗျာပြောင်းလဲနေတဲ့ Android နဲ့ iPhone ပြန်စချင်းတဲ့ချိန်မှာကျတော့သုံးရတာနဲ့ jam ဖြစ်တာပေါ့ဗျာစသုံးတဲ့ချိန်ဆိုတော့လုံးမှာလိုအပ်ချက်တွေမသိနားမလဲချက်တွေများတာပေါ့အဲ့တော့ပြန်လာလဲပြီးတော့ Android ဖုန်းပြန်လဲတာလို့ရှိတယ်လို့ကျတော့ iPhone ကန်ပြီးတော့ကြောင့်မိုးရမျက်နှာကိုပတ်စံပို့လို့ပြန်ချင်းကြတယ်ရှိတယ်ဒါမျိုးအချိန်မှာကျွန်တော်9ရက်တွင်5%လုပ်တယ်ဆိုရင်ဒါ customer တွေလက်နာမှုတွေတအားများလာပြီပြီးတော့10% 10ရက်ကျော်သွားခဲ့လို့ရှိရင်10%လုပ်တာတွေတစ်လားလောက်ရှိရင်15%လုပ်တာတွေကဒါရပြန်သုံးတက်မယ်ဆိုရင်ဒါဈေးဝယ်အတွက်လက်နာမှုတွေတအားများတယ်ဒါတွေကိုကျွန်တော်ပြန်ပြီးတော့နားလည်လာတယ်ပတ်စံတွေအဲ့လိုမျိုးလှုပ်တာတွေကမဖြစ်သင့်ဘူးဆိုတော့ကျွန်တော်သိရှိတာအဲ့ဒါကြတော့ကျွန်တော်ပြန်လဲပြောင်းလဲပေးသင့်တယ် customer တွေကိုဘက်ကိုပြန်ကြည့်ရမယ်ကျွန်တော်တို့ဘက်ပဲကျွန်တော်ကြည့်လို့မရတော့အခုကျတော့ကျွန်တော်ဘာဘယ်လို policy ပြန်ပြောင်းထားလဲဆိုတော့ကျွန်တော်စီမှာဖုန်းလာဝဲဟာတယ်ဖုန်းတွေအားလုံးအားရတွင်ပြန်ချင်းနေတာပဲဖြစ်ဖြစ်အလဲထက်ပြန်လုပ်ချင်တာပဲဖြစ်ဖြစ်အလဲထက်တို့ပြန်ချင်းနေတာကိုပြောတာနော်တခြားဖုန်းနဲ့ပြန်လဲတာပဲဖြစ်ဖြစ်ပြန်လဲထက်လို့ပဲဖြစ်ဖြစ်ကျွန်တော် personal လုံးဝမနှုတ်တော့9ရက်တွင်ဆိုစိတ်တက်ဖုန်းဝယ်တာပြန်လာချင်းကျွန်တော်လုံးဝ personal မလုပ်ဘဲနဲ့ချင်းပြီးမယ်ဟိုမှာ10ရက်တွင်ဆိုရင်ကျွန်တော်5% လောက်ပဲပြန်ပြောင်းလဲပြီးတော့နှုတ်ပြီးတော့ပေါ့နော်10ရက်တွင်ဆို5% လောက်တော့ကျွန်တော်နှုတ်ပဲဗျာနှုတ်ဖို့လက်တင်ခံပေးဖို့လိုတာပေါ့နော်ဆဲတော့ကင်ထားပြီဆိုမှတော့ကျွန်တော်တို့လည်းထိုက်တဲ့နှုတ်လေးတော့နှုတ်မှဆင်ပြေပါဘူးဒါမှကျွန်တော်ပြန်ရောက်တဲ့ခါကျလည်းကျွန်တော်ဒါလေးက5%အမြတ်လေးတော့ပြန်ကျန်တာပေါ့ဗျာတလားဆိုရင်တော့ကျွန်တော်10%နဲ့အလဲထက်တော်ဖြစ်ဖြစ်10%တော့ပြန်ကောက်တာဖြစ်ဖြစ်ဒါမျိုးပြန်လုပ်ပြီးတော့ပါအရင်တော့ဆိုတလားအတွင်းဆိုကျွန်တော်က15%လောက်တာဟုတ်ခုကျတလားအတွင်းဆို10%နဲ့အလဲထက်လုပ်ပြီးမယ်တလားကြော်ဝိုင်းရောတလားကြော်ဝါခဲ့လို့ရှိရင်ကာလာပေါက်ဈေးရဲ့10%ဥပမာဗျာကာလာပေါက်ဈေးက390ပေါက်တယ်ဗျာ390ပေါက်တယ်ဆိုတော့ကျွန်တော်29တိုင်းနဲ့ကောက်ပြီးတော့ကျွန်တော်ပြန်ဝယ်ပေးမယ်ကျွန်တော်တို့ရောင်းလိုက်တဲ့အတိုင်းတော့ဖြစ်ဖို့လိုတာပေါ့ဗျာအနာတွေပါလာတာတို့အဲရာဖြစ်လာတာတို့ဘက်ကလေးကွဲလာတော့ဆိုတော့ကျွန်တော်မရဘူးပေါ့ဗျာဟုတ်ဒါမျိုးလေးပေါ့ကိုရောင်းလိုက်တဲ့အတိုင်းလေးပဲအလုံးတန်ရောင်းထိုင်းအလုံးတန်ပြတ်ပါလားပြတ်ပါလားအဲ့လိုမျိုးဆိုကျွန်တော်က10%လောက်ပြန်ကောက်ပေးမယ်အဲရာပါလာတာတွေကွဲလာတာတွေဖြစ်လာခဲ့ရင်တော့ကွဲသွားရဆိုလဲနောက်ဖုန်းကွဲသွားရဟာကွဲသွားရဟာနှုတ်ပြီးတော့လဲပေးတာဖြစ်ဖြစ်ပြန်ဝယ်ပေးတာဖြစ်ဖြစ်ဒါမျိုးတော့လက်ခံပေးဖို့လိုတာပေါ့နော်အခုတလားကြော်သွားခဲ့လို့ရှိရင်ကာလာပေါက်စီရဲ့10%တလားအတွင်းဆိုရင်10%ဆင်းရဲပဲဖြစ်ဖြစ်ဒါဆိုရင်5%ဟုတ်ကဲ့9ရက်အတွင်းဆိုရင်ချစ်တဲ့ဖုန်းနဲ့ပြန်လာချင်းကျွန်တော် free chain ပေးမယ်ဒါမျိုးလေးကျွန်တော်ပြောင်းလဲပေးထားတယ်ဒါ customer တွေအများကြီးပြန်ကြည့်ပေးရတာပေါ့နော်ကျွန်တော်တို့ဘက်ကဒါမျိုးကြီး short ချပေးပြီးတော့ customer တွေကြည့်ပေးရဆိုတာလေးကိုလည်းပြပြပေးတာပေါ့ပြန်ပြန်ဟုတ်ကဲ့ဒီလိုပါပဲကျွန်တော်